မင်္ဂလာပါရှင်တောင်သူကြီးတို့အတွက်ဝိဇာရမထုတ်လို့တော့အစွမ်းထက်ရှင်းရှင်း900 WDG မြေပဲရွေးချယ်ပေါင်းသက်စေးအကြောင်းမိတ်ဆက်တင်ပြပေးလိုက်ပါတယ်ရှင်ရှင်းရှင်းမှာစွမ်းရှိပစ္စည်းအီမာစီတာပြ90%ပါဝင်ပြီးမြေပဲနဲ့ပဲဒီစိမ်မက်ပဲပုံစတဲ့တီးနှံများအတွက်အသုံးပြုနိုင်ပါတယ်ရှင်ရှင်းရှင်းကိုပဲပင်ဆိုင်ပြီး1ရက်မှ3ရက်သားအတွင်းပဲပင်ပေါက်စားအချိန်သို့မဟုတ်ပဲပင်ဆိုင်ပြီး9ရက်မှ10ရက်သားအတွင်းပပြန်အသုံးပြုပေးရမှာဖြစ်ပါတယ်ရှင်ရှင်းရှင်းဖြင့်တစ်နှစ်ခန့်နဲ့နှစ်ရှည်ခန့်မြက်မျက်မှောင်ရင်းနဲ့ရွက်ပြန်ပေါင်းစုအားလုံးကိုနှိမ်နှင်းနိုင်ပါတယ်။ဦးကြီးတို့အသုံးပြုရမယ်ဆေးနှုန်းသားမှာရေ20လီတာဝင်ဆေးဖြတ်မှုတစ်ပုံးလျင်ရှင်းရှင်းပေါင်းသက်ဆေးက10မှ15 ဂရမ်လုံးထည့်သွင်းအသုံးပြုပေးရမှာဖြစ်ပါတယ်။ရှင်းရှင်း900 WDG ပေါင်းသက်ဆေးကို15 ဂရမ်နဲ့150 ဂရမ်ဆေးထုတ်စိုက်ပြန်ဖြင့်ထုတ်လုပ်ထားပါတယ်ရှင်။ဆက်လက်၍မကွေးတိုင်း6မြို့နယ်ကြီးနီကျေးရွာမှာတောင်သူဥပိုလ်ဝင်းရဲ့ရှင်းရှင်းပေါင်းသက်ဆေးကအသုံးပြုထားမှုနဲ့ပတ်သက်၍ပြောကြားချက်များကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ဦးလေးမင်္ဂလာပါခင်ဗျ။ကျွန်တော်ကတော့မကွေးတိုင်း6မြို့နယ်မှာတာဝန်ထမ်းဆောင်နေတဲ့ဝိစာရရဲ့ကွင်းစင်းဝန်ထမ်းကိုလာမင်းနာမည်ဖြစ်ပါတယ်။ဦးလေးရဲ့မြေပဲစိုက်ခင်းမှာကျွန်တော်တို့ဝိစာရကုမ္ပဏီကထုတ်လုပ်လိုက်တဲ့8900 WDG ပေါင်းသက်ဆေးကဲကိုအသုံးပြုထားရဲဆိုတာသိရလို့ကျွန်တော်တို့လာရောက်ပြီးတော့ဆွေးနွေးခြင်းဖြစ်ပါတယ်ပေါ့နော်။အရင်ဆုံးဦးလေးရဲ့နာမည်နဲ့နေရာလိပ်စာလေးကိုမိတ်ဆက်ပေးပါဦး။မကွေးတိုင်း6မြို့နယ်ကြီးနီရွာဥဝင်မျိုးဆိုရတယ်။ဟုတ်။ဦးလေးအားဆိုမြေပဲဘယ်နှစ်ဧကလောက်ဆက်ပြိုးထားလဲဆိုတာလေးပါပြပြပေးပါအောင်ဗျ။ကျွန်တော်ဧက20လောက်ရှိပါတယ်။ဟုတ်ကဲ့ဗျ။ဒီဦးလေးရဲ့မြေပဲစိုက်ခင်းမှာအရင်ကဘာပေါင်းနေပောက်ခဲ့တယ်ပြပြပါအောင်ကျွန်တော်တို့ရွာမှာဆိုတော့ကျွန်တော်ဒေသမှာတော့အဲ့လိုလက်သက်လေးကတော့မောင်ကြီးတွတ်စမီပေါက်တာပေါ့လေဟုတ်ကဲ့ဗျအဲ့ဆိုဒီရှင်းရှင်းပေါင်းသက်ဆေးကဲကိုဘယ်လိုစတင်ပြီးအသုံးပြုဖြစ်သွားလဲဆိုတာလေးပါကျွန်တော်တို့နဲ့ဆွေးနွေးပြပါအောင်ဝိဇာရကုမ္ပဏီကဝန်ထမ်းတွေပြောရတဲ့အဲ့ဒီရှင်းရှင်းသုံးပြတာပါဟုတ်ဦးလေးဒီရှင်းရှင်းပေါင်းသက်ဆေးကဲကိုဘယ်လောက်နှုံးသားနဲ့သုံးပြုဖြစ်ခဲ့လဲဆိုတာပြပြပေးပါအောင်ကျွန်တော်တို့ဒီဆေးပြမှုတစ်ပုံးကိုရေ၄ကလန်ထည့်ရပါတယ်အဲ့ဟိုကျွန်တော်တစ်စုံဝဲထည့်ရတာပေါ့လေမြေပဲပင်ဘယ်နေရာသားမှာအသုံးပြုခဲ့ရဗျမြေပဲပင်9ရက်သားအတွင်းပေါ့လေဟုတ်ကဲ့ဗျအဲ့ဆိုဦးလေးရဲ့ဒီမြေပဲစိုက်ခင်းမှာရောဘာတွေထူးခြားချက်တွေ့ရလဲဗျအခုရှင်းနေရပဲအဲ့မှာတော်တော်လေးအားရဝင်တာရှိပါတယ်ဟုတ်ကဲ့ဒီအဲ့ဆိုဦးလေးအနေနဲ့ဒီရှင်းရှင်းပေါင်းသက်ဆေးကဲကိုအသုံးပြုရပုံမှာရောကျိုင်းတက်မှုရှိရလားဗျရှိပါတယ်ဒီမှာကောင်းပါတယ်ဒီမှာပုံလည်းလုံးဝမပေါက်ပါဘူးဟုတ်မြေပဲစိုက်တောင်သူဦးကြီးတွေရောဦးလေးအနေနဲ့ဗာမျက်အမှားစကားပါးစရာရှိတယ်ဗျဒီပြင်လူတွေလည်းကျွန်တော်အဲ့လိုယုံကြည်ကြည်နဲ့တို့ဒီဟာကိုသုံးဆဲကိုကျွန်တော်တိုက်တွန်းထားပါတယ်ဟုတ်ကဲ့ဗျခုလိုဖြေချပေးရကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါ